နွေဦး၏လေပူညင်းတို့စတင်တိုက်ခတ်လာတိုင်းတရော6တို့တဖြောက်ဖြောက်ကျွေကြလာတိုင်းမြင့်မင်းတယောက်ထုံငွေတက်တို့ကိုတန်ရောစင်ကြီးစွာခံစားမိမြဲဖြစ်တယ်။ကျင်းထဲတွင်လည်းလောမောဖွဲ့အသိပုံရိပ်တွေကရုပ်ရှင်ကတစ်ချက်လိုတရရိပ်ပြန်လဲအသက်ဝင်လာတတ်တယ်။သူ့တော့နွေရာသီကြောင်းပွဲရက်ဆိုသည်ရိုးရှင်းသောအားလျက်တစ်ခုထက်မကပဲဘဝ၏အလှပဆုံးအမှတ်တရများနှင့်အနာကျင်ရဆုံးခွဲခွာခြင်းတို့တွန်တော်နေသည့်အချိန်ကာလတစ်ခုဖြစ်ခဲ့တယ်။နွယ်နှင့်မျက်မင်းဟာငယ်တငယ်ချင်းတွေဖြစ်ကြတယ်။တောရော်ကလေး၏အစွန်အဖျားစပါးခင်းကြီးများကိုမျက်နှာမူထားသည့်စာသင်ကျောင်းလေးတွင်သူတို့နှစ်ယောက်အတူတူပညာသင်ခဲ့ကြတယ်။ကလေးဘဝတုန်းကနွေရာသီကျောင်းပွဲရက်ဆိုရင်သူတို့နှစ်ယောက်တော့အပျော်ဆုံးချိန်ရောက်ပြီဖြစ်တယ်။ကျောင်းပွဲရက်များတွင်စာမေးပွဲအောင်စီရင်ထွက်ဖို့ကိုလည်းမသွေရှေ့ရေးကိုလည်းမပူပန်ပဲကလေးပြီးလွတ်လပ်စွာစော့ကစားခဲ့ကြတယ်။နွယ်ကရော်ထဲတွင်အသင့်ချမ်းသာပြီးဆုံးတော့မိသားစုမှပေါက်ဖွာလာပြီးမျက်မြင်ရတော့အဖေမရှိတော့ပဲမိခင်အိုကြီးကိုလှုပ်ကျွေးနေရသည့်ဆင်းရဲနွမ်းပါသည့်မိသားစုမှဖြစ်တယ်။သို့တော့ကလေးဘဝ၏ဖြူစင်မှုအောက်တွင်ထိုကွာခြားချက်များကအရေးမထိုးနိုင်ခဲ့ပါဘူး။ခေါင်မိုးချင်းထိစက်နေသည့်သူတို့နှစ်ယောက်၏ကပါလေးထဲတွင်ရီမောတန်တွေနဲ့သူရဲကောင်းဆန်ဆန်ကစားနည်းများစွာပြည့်နှက်နေခဲ့တယ်။အချိန်တွေမြင့်ရည်လိုမျိုးစီးဆင်းသွားပြီးသူတို့နှစ်ယောက်လုံးဆယ်ကျော်တဲ့အရွယ်ကိုရောက်ရှိလာခဲ့ကြတယ်။ကျောင်းပွဲရက်တိုင်းမှာလည်းသူတို့နှစ်ယောက်အတူတူစားကြရင်အနာဂတ်အိမ်မက်တွေကိုမျှဝေရင်းဖြတ်တန်းခဲ့ကြတယ်။ငါတို့ကြီးလာရင်ငါတို့အတူတူမြို့ကြီးမှာတက္ကသိုလ်တက်ကြမယ်နော်။ပြီးတော့ငါတို့အင်ဂျင်နီယာကြီးတွေတော်လောက်ကြမယ်လို့အမြဲပြောလို့ရှိတယ်။တနှစ်ပြီးတနှစ်နွေရာသီကုံဆုံးသွားပြီးနောက်သူတို့ဘဝရဲ့အရေးကြီးဆုံးနွေရာသီတစ်ခုကိုရောက်ရှိလာခဲ့တယ်။တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးပြီးဆုံးသွားသည့်နွေရာသီပင်ဖြစ်တယ်။အောင်စီရင်ထွက်လာသည့်နေ့တွင်နှစ်ယောက်စလုံးအမှတ်ကောင်းဖြင့်စာမေးပွဲအောင်မြင်ခဲ့ကြတယ်။ရွာကလေးတစ်ရွာလုံးကသူတို့အတွက်ဂုဏ်ယူခဲ့ကြတော့လေထိုအောင်မြင်မှုသည်သူတို့နှစ်ယောက်၏တန်ရောစင်လမ်းခွဲအတွက်အစပြိုခြင်းဖြစ်လာလိမ့်မယ်ဟုဘယ်သူမှမတွေးမိခဲ့ကြပါဘူး။တက္ကသိုလ်တက်ရမည့်အချိန်နီးကပ်လာတဲ့အခါလက်တွေ့ဘဝ၏ရိုက်ခဲမှုကပြင်းထန်လွန်းလာတယ်။နွယ်နင်ပဲတက္ကသိုလ်တက်ပါတော့ငါတော့မြို့တက်ပြီးကျောင်းလာခတွေအဆောင်လာခတွေမတက်နိုင်ဘူးအမေကိုပဲကူညီပြီးရွာမှာပဲလှုပ်တော့မယ်မြင့်မင်းကမျက်ရည်ဝိုင်းနေသည့်မျက်ဝန်းများကိုအတင်ထိန်ထားရင်ပြုံးကပြောခဲ့တယ်စင်ရဲလွန်သည့်မြင့်မင်းဤမိသားစုချင်းနေနဲ့မိခင်အိုကြီးကိုပြုစုရမည့်တာဝန်ကြောင့်တက္ကသိုလ်ပညာရေးကိုဆက်လက်မပန့်ပိုးနိုင်တော့ပေနွယ်ကသူမတက်နိုင်သလောက်ကူညီချင်းခဲ့တော့လဲအခြေအနေများကအားလုံးကိုပြောင်းလဲပြရင်မလုံလောက်ခဲ့ပါဘူးမြတ်မင်းကလည်းယောက်ျားလေးတယောက်ပြီးနွယ်ပေါ်မှာဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ခဲ့ဘူးနောက်ဆုံးတော့နွယ်တယောက်ထဲတာမြို့ကြီးကတက္ကသိုလ်ကြီးစီတို့တက်လန်းဖို့အဝေးပြေးကားပေါ်ကိုတက်ခဲ့ရတယ်ကားပြတင်းပေါက်မှလှမ်းကြည့်လိုက်တော့ရော်လမ်းမလေးပေါ်တွင်ရက်ပြီးလက်ဝဲရမ်းနေသည့်မြတ်မင်းဤတန်မာတရားရှိတော်လဲကြေခွဲနေသည့်ပုံရိပ်လေးကတဖြည်းဖြည်းသေးငယ်ပြီးကြံရစ်ခဲ့တော့တယ်တက္ကသိုလ်ကျောင်းတော်ကြီးဤစိန်လန်းတို့တစ်ပင်ကြီးများအောင်တငယ်ချင်းအသစ်များဤရီမောတန်တွေကြားမှာຫນွယ်ရောက်ရှိနေတော်လဲသူမဤစိတ်ဆုံကတော့ငယ်စဉ်ကအတူတူဖြတ်တန်းခဲ့သည့်ຫນွေရာသီကျောင်းပိတ်ရက်များစီတို့သာအမြဲတမ်းပြန်လဲလွင့်မျောနေမိပါတော့တယ်ဘဝဤလူရင်းစံတာမပြည့်စုံမှုများကြောင့်စိတ်ငြိမ်စွာကြံရစ်ခဲ့သည့်မျက်မင်းကိုလွန်ဆိုတန်တာရင်ချိန်တွေကြာလာတာနဲ့မြို့ကြီးပြကြီးရဲ့အရှိန်ဟုန်ပြင်းတဲ့တက္ကသိုလ်လူနေမှုပွားတဲ့မှာຫນွယ်တယောက်ရုံးကန်လှုပ်ရှားရင်းတဖြည်းဖြည်းအသားကျလာခဲ့တယ်ပထမနှစ်တုန်းကတော့ရွာကမျက်မင်းစီကိုစာရေးတာဖုံးဆက်တာတွေလုပ်ဖြစ်ခဲ့သေးတော့လေဒုတိယနှစ်တတိယနှစ်တွေရောက်လာတဲ့အခါမှာတော့စာမေးပွဲတွေနဲ့အတိုင်းဝိုင်းတစ်တွေကြားမှာຫນွယ်တယောက်အချိန်မအားလက်နိုင်အောင်ဖြစ်လာခဲ့ရတယ်ကြာလာတော့မျက်မင်းရဲ့ပုံရိပ်တွေຫນွေရာသီကျောင်းပိတ်ရဲ့အမှတ်တရတွေဟာຫນွယ်ရဲ့အသိစိတ်တွေကနေတရွရွနဲ့ဝေးကွာသွားခဲ့ရတယ်ထိုအချိန်မှာပဲຫນွယ်ရဲ့ဘဝထဲကိုမင်းခန့်ဆိုတဲ့ကောင်လေးတယောက်ရောက်ရှိလာခဲ့တယ်မင်းခန့်ကမြို့ပြမှာကြီးပြင်းဆဆရရပြီးဆုံးသလိုຫນွယ်ပေါ်မှာလည်းတိတ်ကိုဂယုစိုက်ပြီးကျင်လာတတ်သူဖြစ်တယ်နှူတာတင်ရိုးစင်တွဲပြီးချစ်သူတွေဖြစ်လာခဲ့ကြတယ်အခုဆိုရင်နောက်ဆုံးနှစ်တောင်ရောက်ခဲ့ပြီဖြစ်တယ်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့အင်ဂျင်ပန်တန်းအောက်ကခုံတန်းလေးတစ်ခုမှာຫນွယ်နဲ့မင်းခန့်တို့အတူတူထိုင်ရင်းຫນွယ်ကတစ်ဖက်ကိုငေးမောနေစဉ်မင်းခန့်ကသူမရဲ့လက်ကလေးကိုခက်ဖို့စုပ်ကင်လိုက်တယ်ຫນွယ်ပါတွေတွေးနေတာလေကိုစကားပြောနေတာတောင်တေချာမကြောက်မင်းခန့်ကပြုံးရင်စားနောက်တူလိုမေးလိုက်တော့ຫນွယ်ကလန့်ပြက်ပြီးသတိပြန်ဝင်လာကကောင်းခါပြတယ်ဘာမှမဟုတ်ပါဘူးຫ
နွယ်ဒီတိုင်းပဲကြောင်းပြီးရင်ပါဆက်လို့ရမလဲဆိုတာတွေးနေတာပါဒါတော့စိတ်ပူပါနဲ့နွယ်ရဲ့ကြောင်းပြီးရင်ကိုတို့အိမ်ထောင်ပြုတ်ကြမယ်လေကိုနွယ်ကိုဘယ်တော့မှဆင်းရဲဒုက္ခမပေးပဲအလိုချင်းဆုံးရာတွေအကုန်ဖြည့်ဆည်းပေးမှာပေါ့မင်းခန့်ရဲ့နှွေးထွေးတဲ့စကလုံးတွေကြောင့်နွယ်ပြုံးမိသွားတယ်မင်းခန့်ကနွယ်ရဲ့ပါးပြင်လေးကိုတာတာရရပုတ်ရင်ဆက်ပြောပြန်တယ်ဒါနဲ့နွယ်ကိုတခုမေးမလို့နွယ်ကနွေရသည်ကြောင်းပိတ်ရဲ့ရောက်ခါနေတိုင်းဘာလို့အမြဲတမ်းငင်းငင်းငန်ငန်ဖြစ်သွားတတ်တာလဲရော်ကိုပြန်ချင်းလို့လားမင်းခန့်ရဲ့အမေကြောင့်နှွှဲရင်တဲ့တစ်ချက်တော့လှုပ်ခတ်သွားတယ်စိတ်ကူးထဲမှာယောက်ျားလေးတစ်ယောက်ရဲ့ချမ်းတန်းတဲ့လက်တွေပြုံးနေတတ်တဲ့မျက်နှာလေးတစ်ခုဖြက်ခနဲပေါ်လာတော့လဲထိုးပေါင်းရိတ်ကဝေဝါးလုံးနေခဲ့ပြီးဖြစ်တယ်နွယ်သည်မင်းခန့်ရဲ့ရင်ခွင်ထဲကိုတိုးဝင်လိုက်ရင်တိုးတိုးလေးပြန်ပြောလိုက်တယ်မပြန်ချင်ပါဘူးနှွဲတော့အခုမင်းခန့်ရှိတဲ့နေရာပဲနှွဲရဲ့ကဘာလေးပါအတိတ်ကအကြောင်းတွေကလေးဘွားကအိမ်မက်တစ်ခုလိုပါပဲနှွဲအခုတော့အကုန်မေ့သွားပါပြီနှွဲရဲ့စကားကိုကြားတော့မင်းခန့်ကသဘောကျဆိုရီမော်ရင်နှွဲကိုဖတ်ထားလိုက်တယ်တက္ကသိုလ်ကျောင်းတော်ကြီးထဲမှာချစ်သူနှစ်ဦးရဲ့ဂတိစကားတွေရီမောတန်တွေနဲ့တာယာနေခဲ့တော့လဲတော်ရော်လေးတရော်ရဲ့မကြီးပင်ရဲ့အောက်မှာတော့နှွယ်ပြန်လာမဲ့နှွေရတီចောင်းပိတ်ရက်ကိုမျောလင်းချက်ပြီးနဲ့စောက်စားနေစေဖြစ်တဲ့မြင့်မင်းတယောက်ရှိနေလိမ့်မယ်ဆိုတာနှွယ်တယောက်လုံးဝမသိနိုင်တော့ဘူးမျိုးပြကြီးမှာနှွယ်တယောက်အချစ်တဲ့အတိုင်းဝိုင်းတစ်တွေနဲ့ဘဝကိုဟလှစေနေချိန်မှာတော့ဝေးကွာကြံရစ်ခဲ့တဲ့တော်ရော်လေးထဲမှာတော့အချိန်တွေကတရွရွနဲ့စိတ်ငြိမ်စွာကုံဆုံးနေခဲ့တယ်မြင့်မင်းတယောက်နှွယ်ထောက်ခွာသွားတဲ့နေ့ကလေးကစပြီးနေ့ရက်တိုင်းကိုလွန်ဆွချင်းတွေနဲ့ဖျက်ဆီးခဲ့ရတယ်ယောက်ျားလေးတယောက်ပြီးရင်ထဲကအလွမ်းတွေကိုအပြည့်မထုတ်ပဲမျိုးသိပ်ထားရတာကပိုပြီးတော့တောင်နာကျင်ရတယ်မိခင်အိုကြီးကိုလှုပ်ကြွေးဖို့တော့တနေ့တာလုံးလေကွင်းထဲမှာနေဘူးချဲချဲအောင်မှာပင်ပန်းသမျှရုံးကန်နေရပေမဲ့အလုံနာချိန်ရောက်တိုင်းသူ့ရဲ့ဆွဲဆောင်ကနှွဲစီကိုပဲအမြဲရောက်ရှိနေတတ်တယ်။တောင်ဝဲရဲ့နွေရာသီကာလရောက်လာတိုင်းမြင့်မင်းရဲ့ရင်ခုန်တန်တွေကပိုမိုမြင်စင်လာရစမြဲဖြစ်တယ်။တနေ့တွင်တော့နေဘူးရှိန်ပြင်းလာတဲ့မွန်းတဲ့ချိန်မှာမြင့်မင်းတယောက်ငယ်ငယ်ကနှွယ်နဲ့အတူကစားခဲ့ဘူးတဲ့ရောဦးကမကြီးပင်အောက်မှာနားနေမိတယ်။ကြွေကြလာတဲ့မကြီးရွက်ချောက်လေးတွေကိုလက်သေးဖန်ဆောရင်မြင့်မင်းတယောက်တည်းတိုးတိုးလေးရေရွလက်မိတယ်။နှွယ်နေမျိုးရောက်တာအခုဆို3နှစ်တောင်ရှိပြီပဲပထမနှစ်တုန်းကငါစီစာတိုလေးတွေလာသေးတယ်။နောက်ပိုင်းကျတော့နင်းတဲလို့ရှုံနေလို့ထင်ပါရဲ့နော်။သူ့ရဲ့လက်ဘွားချမ်းချမ်းလေးတွေကຫນွယ်ပေးခဲ့ဖူးတဲ့စာလုံးတွေတောင်မင်းမိုင်နေပြီဖြစ်တဲ့စာအုပ်ဟောင်းလေးတစ်အုပ်ကိုအသားအရာပုတ်တက်နေမိတယ်။ညနေဆောင်လို့ချောင်းဆက်ကိုဖြတ်တော့တဲ့အခါမှာလေငယ်ငယ်ကနှွဲ့ကိုရေထဲကနေငါဖမ်းပြီးလှမ်းអော်ခဲ့တဲ့အမတ်တရတွေကမျက်စိထဲတရေရေပေါ်လာပြန်တယ်။မြင်မြင်သားကြီးတယောက်တည်းပါရင်ငင်းလာလေနေလဲဆောင်ပြီးအိမ်ပြန်ရအောင်လေရွာထဲကလူကြီးတယောက်ကလှမ်းអော်မှမျက်မြင်သတိပြန်ဝင်လာပြီးဖုံးကွယ်ထားတဲ့မျက်ရည်တွေကိုခါထုတ်ခါဖြက်ခနဲပြုံးလိုက်တယ်ဟုတ်ကဲ့ဦးလေးပြန်ပြီးမျက်မြင်အိမ်ပြန်လဲမှရော်ထိတ်ကအဝေးပြေးကားလမ်းမကြီးကိုလှမ်းကြည့်မိတိုင်းရေထဲမှာမျောလင်းချက်အလင်းတန်းတွေတခုတော့အမြဲရှိနေခဲ့တယ်ဒီနေ့နွေရာသီចောင်းပိတ်ရက်မှာတော့ຫນွယ်တစ်ခါလောက်ဖြစ်ရော်ကိုပြန်လာမလားဆိုတဲ့အသွေးလေးနဲ့ပေါ့နှွယ်ရတော့သူ့ကိုလုံးဝမေ့တော်ပြီးတခြားတယောက်ရဲ့ရင်ခွင်ထဲမှာပျော်ရွှင်နေပြီဆိုတာကိုမြင်မြင်တယောက်အိမ်မက်တောင်မမဲရက်ခဲ့ရှာဘူးနှွယ်ကိုတို့အချောင်းလဲပြီးဆိုတော့ကိုစနီဖြစ်နေကိုဘွားထဲကိုလှမ်းဝင်ခဲ့ပါလားမင်းခန့်ဤကန်လင်းထားတော့လက်ကိုပါဝေခွဲမှုမှမရှိပဲယုံကြည်ချက်ပြီးဖြစ်စောက်ကင်လိုက်တယ်ထိုအချိန်၌နှွားစိတ်ထဲတွင်ယော်ကလေးစီတို့လွန်စော့တည်သွေးတို့မဟုတ်မြတ်မင်းဆိုသည့်နာမည်လေးသည်ရေပြင်ပေါ်ကရေပူဖောင်းလေးတစ်ခုလိုလုံးဝပင်ပျောက်ကွယ်ငြိမ်သက်သွားခဲ့ပြီးကြောင်းပြီး၍တိတ်မကြခင်မှာပဲမြို့ပြဤနာမည်ကြီးဟိုတယ်စေးမြစ်ကြီးတစ်ခုမှာနှွယ်နှင့်မင်းခန့်တို့၏မင်္ဂလာအခမ်းပွဲကိုခမ်းနားထဲပါစွာကျင်းပခဲ့တယ်။မိအောင်ဆောင်များအောက်တွင်နှွယ်သည်မင်္ဂလာဝတ်ဆောင်ဖြူလေးနဲ့နတ်သမီးတစ်ပါးမှာလှပလို့နေခဲ့တယ်။စေးမြစ်ထက်တွင်ချစ်သူနှစ်ဦးအပြန်လှန်လက်ဆူဆုပ်ပေးပြီးချိန်၌မင်းခန့်ကနှွယ်ကိုရေခွင်ထဲဆွဲပွေကတိုးတိုးလေးပြောလိုက်တယ်။နှွယ်ဒီနေ့ကစပြီးနှွယ်ဟာကိုယ့်ရဲ့တရားဝင်ဇနီးလေးဖြစ်တော်ပြီနော်။ကိုနှွဲ့ကိုတဘဝလုံးစီးစိမ်ချမ်းသာတွေကြားမှာပဲထားမှာဘာတစ်ခုမှမလူလာအောင်ကြိုးဆိုင်ပေးမယ်။နှွဲကမင်းခန့်ကိုအချစ်စနိုးဖြစ်မော့ကြည့်ရင်ပြန်ပြောလိုက်တယ်။နှွဲသိပါတယ်နှွဲဘဝမှာမင်းခန့်လိုယောက်ျားမျိုးကိုစုံတွေ့ခွင့်ရတာအကောင်ဆုံးကံတရားပါပဲ။နှွဲခုတိတ်ပျော်တာပဲ။မင်္ဂလာဆောင်ခမ်းမတစ်ခုလုံးလက်ခုပ်တံများစူတောင်းတံများဖြင့်ဖုံးလွှမ်းတောက်ခဲ့တယ်။ညစာစပွဲတွင်လည်းမြို့ကြီးပြကြီးကဂုံတီရှိလူကြီးလူကောင်းများတငယ်ချင်းတိတ်များကဝိုင်းဝန်းချီးမွမ်းနေကြတယ်။မင်္ဂလာဆောင်ပြီးကြတဲ့နှွယ်ဤဘဝသည်မြို့ပြဤလူနေမှုစီးကြောင်းထဲတွင်အရှိန်ဟုန်ဖြင့်မျောပါတော့ခဲ့တဲ့မိမဒီနှစ်နွေရာသီចောင်းပိတ်ရကြရင်ကလေးတွေကိုခေါ်ပြီးခီးသွားကြမလားကလေးတွေလည်းပိတ်ရဲ့အိမ်မှာပဲဆိုရင်ပြေးနေလိမ့်မယ်
မင်းခန့်ကညစာစပေါ်၌လှမ်းပြီးတော့ຫນွယ်ကဝမ်းသာအားရကောင်းညှိမိတယ်ကောင်းတာပေါ်ယောက်ျားရဲ့ຫນွယ်လဲကလေးကိုအပြင်ဘူးတူတရအောင်လို့လိုက်ပြချင်နေတာနဲ့အတော်ပဲຫນွယ်ရသည်ကြောင်းပဲရက်ဆိုသည့်စကားကိုကြားလိုက်ရတဲ့အချိန်တွင်တောင်နှွက်ရင်ထဲ၌ရခင်လိုမကြီးပင်ရိတ်တွေချောင်းဆက်ကငါးဖန်းတန်းကစားနည်းတွေလုံးဝပေါ်လာတော့ပါဘူးနှွယ်တော့နှွယ်ရသည်ကြောင်းပဲရက်ဆိုသည်မှာလေးအေးပေးဆက်တက်ဆင်ထားသည့်ကားကောင်းစားကြီးများနိုင်ငံခြားခီးစစ်များကအစားထိုးနေရာယူတော့ခဲ့ပြီဖြစ်တယ်။နှွယ်သည်ရွာကအချောင်းတွေကိုလုံးဝဥပက္ခပြုထားခဲ့တယ်လို့သူမကိုတစ်ချိန်ကတိတ်ချစ်ခဲ့ပြီးမျောလင်းချက်ကြီးစွာစောက်စားခဲ့ဘူးသည့်မျက်မြင်ကြောင်းကိုလုံးဝမေ့လိုက်ပါပြီ။မျက်မြင်တယောက်သူ့ကိုစောင့်နေမလားဒါမှမဟုတ်အခြားတယောက်နဲ့အိမ်ထောင်ကျတော့ပြီလားဆိုတာနှွယ်တီဖို့မကြိုးစားခဲ့တယ်လို့တီချင်စိတ်လည်းမရှိတော့ဘူး။အချိန်တွေတရွေ့အကုန်လုံးသွားပြီးတခါတည်းပြန်မလာတော့တဲ့အသက်ရက်တွေကိုတည်ဆောင်သွားခဲ့ပါပြီ။ရွာကလေးရဲ့နေရာတီးရတော့ထုံးစံအတိုင်းပူအိုက်မြဲလေပူတွေတိုက်ခတ်မြဲပင်ရွာဦးကမချီးပင်ကြီးရတော့အိုမင်းရင်ရောလာပြီးတရွတ်6တွေတဖြောက်ဖြောက်ကြွေကြနေစေဖြစ်တယ်။ထိုမချီးပင်အိုကြီးအောင်မှာမျက်မင်းတယောက်တည်းထိုင်နေမိတယ်။သူဟာငငယ်အလိုတန်မာဖြက်လက်တဲ့လူငယ်လေးတယောက်မဟုတ်တော့ပဲနေပူကြက်ကြက်အောက်မှာရုန်းကန်ခဲ့ရတဲ့တန်တွေကြောင့်ရုပ်ရည်ကရင်ရောပြီးလက်ဖွားတွေကလည်းကြမ်းထော်နေခဲ့ပါပြီ။သူ့ဘဝမှာအိမ်ထောင်လည်းမပြုတ်ခဲ့တယ်လို့ရော်ကလေးနေရလည်းဘဲမှမထွက်ခွာပဲနွယ်ပြန်လာမဲ့လမ်းကိုပဲတသက်လုံးမျောရင်းဖြတ်တန်းခဲ့တာပါ။တနေ့မှာတော့မြို့ကပြန်လာတဲ့ရော်သားတယောက်ကအစိမ့်မြင့်မဂ္ဂဇင်းစာအုပ်တအုပ်ကိုရော်ကိုယူလာခဲ့တဲ့ထိုစာအုပ်ထဲတွင်မြို့ပြရဲ့ထိတ်တန့်လုပ်ငန်းရှင်ကတော်ဖြစ်ဝန်ကြွလှပစွာပြုံးနေတဲ့နွယ်ရဲ့တရင်ကိုမျက်မြင်တွေ့လိုက်ရတယ်။တပ်ပုံထဲကနွယ်ကတိတ်ကိုချမ်းသာပြီးပျော်ရွှင်နေပုံရတယ်။သူမရဲ့ဘေးမှာလည်းခန့်ညားတဲ့ခင်ပွန်းနဲ့ချစ်ချာကောင်းတဲ့သားသမီးလေးတွေရှိနေကြတယ်။မျက်မြင်စာအုပ်လေးကိုကိုင်ရင်လက်တွေတုံရင်လာခဲ့တဲ့မျက်ဝန်းဆောင်ကနေအောက်ဤထားရတဲ့မျက်ရည်ပူတွေကပါပင်ပေါ်စီးကြလာတော့တယ်။သူတစ်သက်လုံးအမျက်တနိုးတင်စီထားခဲ့တဲ့နှွေရဲ့တပ်ပုံဟောင်းလေးကိုကြည့်ရင်မျက်မင်းတိုးတိုးလေးငိုလိုက်မိတယ်။နှွေနင်းတကယ်ပဲငါ့ကိုမေ့တော့ခဲ့တာပဲနော်။ငါတော့နင်းချောင်းပရက်တိုင်းရွာကိုပြန်လာမလားဆိုပြီးနှွေရတီရောက်တိုင်းရွာထိပ်ကိုတော်ဆောင်နေခဲ့တာနင်းပြောနေတာမြင်ရတော့လေငါလဲဝမ်းသာပါတယ်နှွေရဲ့သူ့ရဲ့မျောလင်းချက်တွေလုံးဝပျက်စီးသွားတဲ့ထိုနေရာစားပြီးမျက်မင်းရဲ့ကျမ်းမာရေးဟာတဖြည်းဖြည်းချိုးယွင်းလာခဲ့တယ်။နှလုံးသားကခံစားရတဲ့တန်ရာကခန္ဓာကိုယ်ကိုပါဝါမျိုးတော့ခဲ့ပြီလေ။နှွေရတီတစ်ခုရဲ့အမွန်းတဲ့ချိန်လေယူးတွေတဝုံဝုံတိုက်ခတ်နေတဲ့နေ့တစ်နေ့မှာမျက်မင်းတယောက်မကြီးပင်အိုကြီးအောင်မှာပဲသူ့ရဲ့လက်ဖွားချမ်းကြီးထဲမှာနှွေရဲ့စာအုပ်ဟောင်းလေးကိုရင်ဘက်မှာဆွဲဆွဲမြဲမြဲပိုက်ထားပြီးငြိမ်သက်စွာလဲကျတေဆုံးတော့ခဲ့ပါတယ်။မြို့ပြရဲ့အေးခန်းထဲမှာနှွယ်တယောက်ထဲသားသမီးတွေနဲ့ပျော်ရွှင်အေးချမ်းနေချိန်မှာတော့တော်ရော်လေးရဲ့တုတ်တဲ့မြေနီလန်းပေါ်မှာတော့နှွေရသည်ကြောင်ပေးရက်တွေကိုတိဆာရှိစောက်စားရင်ဘဝကိုစသေးတော့ခဲ့တဲ့မျက်မင်းရဲ့အလောင်းကိုကြော်သားတွေကတိတ်ဆိတ်စွာမြေမြုပ်တကြိုလိုက်ကြပါတော့တယ်